အားလုံးမင်္ဂလာပါဒီနေရာကျကျအိမ်ကောင်းကောင်းကိုမှလိုချင်တဲ့ကျွန်တော်ရဲ့အဝယ်တော်ချစ်မိတ်ဆွေများအတွက်ပေ20ပေ60ခြံခွက်ပေါ်မှာ10ပေအိမ်ကောင်းကောင်းအိမ်တောင်းလေးတစ်လုံးကိုကျွန်တော်ရောင်းတင်ပေးလိုက်ပါတယ်ဗျဒါကတော့ကျွန်တော်တို့လှိုင်းသာယာထန်းတပင်မြို့နယ်ရွှေလမန်းစက်မှုဆောင်ရဲ့အနီးမှာတည်ရှိတဲ့ရခိုင်ရိုးလေးရွာမှာရှိတဲ့ရေ20 60အကျယ်ပေါ်မှာ10ပေ60တိုက်အင်းလေးတစ်လုံးကိုကျွန်တော်ရောင်းတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျဒါညီကျေကတော့20 60ဖြစ်မယ်ဗျအိမ်ရဲ့အတွင်းပိုင်းမှာကျွေပြားခင်းပြီးသားပြီးရင်အပေါ်ထက်ခိုးလေးပါမယ်ဗျအိမ်လေးကတော့ရင်ပြီးဆုံးအိမ်လေးဖြစ်တယ်ဗျဒီအိမ်လေးကိုပိုင်ရှင်တိုက်ရိုက်360ညှိနှိုင်းစည်းလေးနဲ့ရောင်းပေးပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်